ဘာကြောင့်လူတိုင်းမိဘလှုပ်ကြွေးခွင့်မရကြတာလဲဒီလိုအဖိုးမပြတ်နိုင်တဲ့ခွင့်ရဖြစ်တဲ့အတွက်လူတိုင်းမရတာတော့မဆန်းပါဘူးအဖိုးတန်ပစ္စည်းမှန်သမျှကရှားပါပြီးဈေးကြီးတတ်ပါတယ်ဒီအချက်တွေရှိမှမိဘကိုလှုပ်ကြွေးခွင့်ရမှာပါအားလုံးမင်္ဂလာပါမိတ်ဆွေကအခုမိဘကိုလှုပ်ကြွေးခွင့်ရနေပြီဆိုရင်ကံအကောင်းဆုံးလူတွေပါနေပြီဆိုတာမိတ်ဆွေသိပါသလားမိဘဆိုတာလေးသိန်းချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်လာတဲ့ဗုဒ္ဓမြတ်စွာဘုရားနဲ့တခိုင်းနဲ့ထားပြီးကိုးကွယ်ခိုင်းခဲ့တာဘာကြောင့်လဲဘုရားမြတ်စွာဘုရားကတရားဝါအားလုံးကိုဓာတ်တူညီမြထားပြီးတော့ကောင်းကျိုးတွေကိုသာဖြစ်စေချင်တာပါမိဘများကတော့သူတို့သားသမီးအပေါ်မှာဘယ်သူနဲ့မှရှင်လို့မရတဲ့မေတ္တာမျိုးနဲ့သူတို့သားသမီးတွေကိုချစ်ကြတဲ့အကောင်းဆုံးဆိုတာတွေပဲဖြစ်စေချင်တာပါမိဘတိုင်းမှာရှိပါတယ်တနည်းပြောရရင်မိဘဆိုတာသားသမီးများရဲ့အကျွေးကျေးဇူးရှင်အကျွေးရှင်တွေပါမွေးကလေးကနေအရွယ်ရောက်တဲ့အထိကျွေးမွေးလာတဲ့ကုန်ကြမ်းစိတ်ကိုအတိုးတွေမပေးနိုင်တော့အရင်လောက်တော့လူတိုင်းဆက်တင်တယ်ဒါပေမဲ့မိဘကျေးဇူးကိုဆက်ခြင်းနဲ့လှုပ်ကြွေးခြင်းနဲ့ဆိုပေမဲ့လူတိုင်းတော့မရပါဘူးဒီအချက်တွေနဲ့ကိုက်ညီမှကျေးဇူးဆက်ခွင့်လှုပ်ကြွေးခွင့်ရကြတာပါနံပါတ်1သက်ရှိတင်ရှားရှိနေမှာမိဘကိုကြိုးမွေးပြုစုကျင်အောင်မိဘကသက်ရှိတင်ရှားရှိနေမှာကြိုးမွေးနိုင်မှာမသေးခင်ကျွေးနိုင်ဖို့လိုတယ်သေမမငိုပါနဲ့တို့မြတ်စွာဘုရားတော်ဖျားဖြစ်ခဲ့လို့မိခင်ကိုနတ်ပြည်မှာတရားဟောပြီးကျေးဇူးဆက်ခွင့်ရခဲ့တာပါဖျားမဖြစ်ခဲ့ရင်မိခင်ကျေးဇူးမဆက်နိုင်ခဲ့ပါဘူးဖခင်ကျေးဇူးလောက်ပဲဆက်နိုင်မှာနံပါတ်2စားနိုင်တောင်းနိုင်တဲ့အချိန်စားနိုင်တောင်းနိုင်တဲ့အချိန်မှသာကျွေးမွေးခွင့်ရတာပါမစားနိုင်မတောင်းနိုင်တဲ့အချိန်မှာကျွေးမွေးခြင်းလို့မရပါဘူးဒါကြောင့်စားနိုင်တောင်းနိုင်တဲ့အချိန်ကျွေးမွေးနိုင်ဖို့လိုတယ်သေမဓာတ်ပုံရှိထမင်းဟင်းတွေချမထားပါနဲ့ထမစားနိုင်တော့ပါဘူးအစဉ်ပြေတဲ့အချိန်မှလည်းကျွေးမယ်လို့မစင်စားပါနဲ့အခွင့်အရေးရတော့ကျွေးပါနံပါတ်3မိဘကပြည့်စုံလို့နေရင်လည်းကျေးဇူးဆက်ခွင့်မရတတ်ပါဘူးမိဘကအဆဆရရပြည့်စုံလို့နေရင်လည်းကျေးဇူးဆက်နိုင်တဲ့အခွင့်အရေးကနေတတ်ပါတယ်ရတွေ့တော့ဆက်နိုင်ဖို့လိုတယ်နံပါတ်4မိဘကဆိုးသွမ်းနေရင်လည်းကျေးဇူးဆက်ခွင့်နေတတ်ပါတယ်မိဘကဆိုးသွမ်းနေရင်လည်းကျေးဇူးဆက်ခွင့်မရတတ်ပါဘူးဒီလွာနေရပြဿနာတွေခဏတက်ပြီးတော့ရုံရောက်ခရောက်နေတဲ့အချိန်ကများနေရင်ကျုံမွေးဆောက်ရှောက်ခွင့်ဆုံးရှုံးတတ်ပါတယ်နံပါတ်5ကိုကလည်းကြက်မှတန်ဆွမ်းနေမှာကိုခန္ဓာချို့တဲ့နေမယ်ဉာဏ်ရည်ချို့တဲ့နေမယ်ဆိုရင်ကျေးဇူးဆက်ခွင့်နေတတ်ပါတယ်တချို့မတန်ဆွမ်းပေမဲ့မိဘကိုလှုပ်ကြွေးနိုင်တဲ့သူတွေတော့ရှိပါတယ်ဒါပေမဲ့ရာခိုင်နှုန်းကနေတတ်ပါတယ်နံပါတ်6ပတ်စံရှာနိုင်တဲ့သူဖြစ်နေမှာကိုမိဘပဲကွာပတ်စံရှာနိုင်မှကျွေးမွေးခွင့်ရမှာလားသိလို့ပါတယ်ကိစ္စတော်တော်များများကပတ်စံကကူညီနိုင်ပါတယ်အလုံးမရှိအကိုင်မရှိကိုစားဖို့တော့အနိုင်နိုင်တောက်စားပျော်ပါနေတဲ့သူပြည်နေတဲ့သူဆိုရင်ကျေးဇူးဆက်ခွင့်မရတတ်ပါဘူးနံပါတ်9ကိုကျိုးဝင်းနိုင်တဲ့ပတ်ဝန်းကျင်တစ်ခုမှရှိနေမှာအိမ်တော်ရက်သားကြပြီးတော့ကိုလက်တွဲပေါ်ကကြီးပြူနဲ့ပေးနိုင်တဲ့သူနဲ့တွေ့မှမိဘကိုကျေးဇူးဆက်ခွင့်ရမှာပါမကြည်ပြူခဲ့ရင်ကျေးဇူးဆက်နိုင်တဲ့ခွင့်ရကနေတတ်ပါတယ်ကျွန်တော်ပြောပြတဲ့အချက်နဲ့ကိုက်ညီမှမိဘကိုကျုံးမွေးဆောက်ရှောက်ခွင့်ရကြတာပါအဲ့ဒါကြောင့်လူတချို့သာမိဘကိုကျုံးမွေးဆောက်ရှောက်ခွင့်ရကြတာပါအဲ့ဒီမှာမိတ်ဆွေပါနေရင်မိတ်ဆွေကတကယ်ကန်လို့ရှိရင်ဖြစ်နေပါပြီမိဘနဲ့သားသမီးကြားကကြောက်ကဆက်နဲ့အဆင်မပြေမှုဒီအချက်ကနားလည်မှုလွဲခဲ့ကြတာပါမိဘနဲ့သားသမီးကြားမှာဘယ်အချိန်ဘယ်အရွယ်တွေကအဖြစ်များလဲမိတ်ဆွေတို့ဖြေထားခဲ့ပါဦးအတိကတော့ဆယ်ကျော်တဲ့အရွယ်ဗျဒီအရွယ်ကစူးစမ်းကျင်စိတ်တွေတိတ်များလာတယ်အားဆန်းကျင်တဲ့အရွယ်ပါဆယ်ကျော်တဲ့အရွယ်တွေကစူးစမ်းကျင်စိတ်အောင်မြင်စိတ်တွေအပေါက်ပွားဆုံးအရွယ်ပါဒါကြောင့်ကောင်းတာတွေလုပ်တတ်သလိုဘေးပြည့်စေမဲ့အရာတွေလည်းလုပ်တတ်ပါတယ်အောင်မြင်မှုတွေရကြသလိုပျက်စီးစေတဲ့အကြောင်းတွေကိုလည်းဖန်တီးတတ်ဆုံးအရွယ်ပါမိဘတွေစိတ်ထဲမှာတော့တစ်ခုပဲရှိတယ်စိတ်မချတာဒုက္ခရောက်မှာပါအဲ့ဒီစိတ်ကြောင့်ပဲမိဘတွေကအောင်မြင်နိုင်တဲ့အရာတွေရောတိုးတက်စေတဲ့အရာတွေရောမမြင်တော့ပါဘူးချစ်တဲ့စိတ်ကဖုံးလွှမ်းတာများနေလို့ပါဘာမှမမြင်နိုင်တော့ပါဘူးဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲလူငယ်တွေအနေနဲ့ကိုယ်အဖြစ်ရှင်ဆုံးအရာတွေကတစ်ခုလောက်ကိုပဲရွေးပြီးတော့အနှဲငယ်လောက်အောင်မြင်အောင်လုပ်ပြပေးလိုက်ပါဥပမာဘောလုံးကိုဝါသနာပါလားတချင်းဆိုတာဝါသနာပါလားဂိမ်းဆော့ရတာကိုဝါသနာပါလားပညာရေးပတ်လားဘယ်အရာပဲဖြစ်ဖြစ်အောင်မြင်တတ်တဲ့အရာတွေပါဒီအရာတွေတဲကကိုယ်ဖြစ်ရှင်ဆုံးအရာတစ်ခုလောက်ကိုပဲအောင်မြင်မှုအနှဲငယ်ရအောင်ပဲလုပ်ပြပေးလိုက်မိဘတွေဘက်ကသူတို့စိုးရိမ်စိတ်တွေကိုအနှဲငယ်ရောကြလာပြီးတော့လက်ခံပေးလိုက်မိဘကိုလှုပ်ကြွေးတော့ဘာကြိုးကျေးဇူးရမှာလဲအနည်းဆုံးတော့မိဘစိတ်ချမ်းသာမဲ့အများကြီးမပြောတော့ပါဘူးမိတ်ဆွေဘယ်လိုပဲအဆင်မပြေနေမိတ်ဆွေစိတ်ကအလိုလိုချမ်းသာနေမယ်ညာစိတ်တင်တဲ့သုဏတမတော်မိဘမြစ်တာကြောင့်အသက်ပြန်ရှည်လာနိုင်ခဲ့တာပဲမျက်မမြင်မျိုးဝနှစ်ပါးကိုနေ့စဉ်တည်တည်ဝလံရှာဖွေပြီးတော့မပြတ်မကွက်ကျွမွေးဆောက်ရှောက်တဲ့မိဘရဲ့ဝေယဝိဆတွေကိုမငြင်းမညူပဲနဲ့ပျော်ပျော်ရွှင်နဲ့ကျွမွေးပြုစုတဲ့အတွက်သုဏတမလူသားစစ်စစ်ဖြစ်ပေမဲ့အယောင်ဝါရှူရောင်ကဲ့သို့တောက်ပနေဒါကြောင့်ပိဋိယက္ခမင်းကြီးကသုဏတမကိုတွေ့တော့လူမဖြစ်နိုင်ဘူးရွှေရောင်ထဲဝါနေတာနတ်ဖြစ်မဲ့အထင်နဲ့များမဲ့နဲ့ပြစ်ပြီးတော့ဖမ်းဆီးခဲ့တယ်
များထိမှန်သွားတဲ့သုခနာတာမကိုတွေ့မှာနောင်တကြီးစွာရပြီးတော့ပိဋိယက္ခမင်းကြီးကငိုကြွေးမိတော့တယ်သုခနာတာမရဲ့မိဘများကိုလှုပ်ကြွေးပေးဖို့တောင်းဆိုမှုဘုတုံဒီနတ်သမီးရဲ့လမ်းညွှန်မှုနဲ့အတူသုခနာတာမရဲ့မိဘများဖြစ်ကြတဲ့မျက်မှန်မြင်ဒုက္ခလနဲ့ပါဠိကတို့ရဲ့ကျောင်းသင်ခန်းမှာဝေယဝိဆလှုပ်ပေးနေတော့သူတို့ရဲ့သားသုခနာတာမမဟုတ်မှမိဘများကသိနေကြလို့စိုးရင်တကြီးနဲ့မိခဲ့ရအကြောင်းဆုံးလို့သိလိုက်ရတော့မိဘများများစွာပူဆွေးတော့ကရောက်ကုန်ကြတယ်ထိုကပိဋိယက္ခမင်းကြီးလည်းများစိတ်သိနေတဲ့သုခနာတာမစီကိုခေါ်ဆောင်လာပေးတော့တယ်ငယ်စဉ်ကတည်းကသီလသမာဓိနဲ့ပြည့်စုံစွာနေလာကြတဲ့ဒုက္ခလနဲ့ပါဠိကတော်သားသမီးအတွက်ပူဆွေးတော့ကရောက်ခဲ့ရတာပဲဒုက္ခလနဲ့ပါဠိကဆိုတာဗမာပြည်မှာဆင်းသက်လာတဲ့လူတွေဖြစ်တဲ့အတွက်တန်ဃာတဲ့မိဘများထံလူလာဖြစ်တော့လဲသူတို့ဟာသက်ကိုမတတ်ပဲနေခဲ့ကြတယ်လင်ယူတောင်းဝဲကိစ္စကိုလည်းစိတ်ဝင်စားကြဘူးဟိုဘက်ကန်ဒီဘက်ကန်တန်ဃာတဲ့မိဘများရဲ့ဂတိအတိုင်းပေးစားလို့သာယူခဲ့ကြတာယူပြီးပြန်တော့လေနှစ်ယောက်စလုံးကရသေးရန်ပြုဖို့ပဲစိတ်ဝင်စား၍မိဘများကိုခွင့်တောင်းပြီးတော့တရားဓမ္မနဲ့ပဲမွေးလျော်ခဲ့ကြတဲ့သူတွေတရားမင်းကအရှိလာမဲ့အရေးကိုကြိုတွေးနေလို့ခလေးယူရန်နားချပေမဲ့မရနောက်ဆုံးတော့ပါဠိကရဲ့ချက်တော်ကိုလက်နဲ့တက်လိမ့်မည်ခလေးရယူလို့ရကြောင်းမကြမှာတာချက်တော်ကိုလက်နဲ့တက်၍သူနာတာမဆိုတဲ့သားတော်လေးတစ်ပါးကိုရရှိခဲ့တယ်ထို့လို့သီလသမာဓိနဲ့ပြည့်စုံတဲ့မိဘများဖြစ်ကြတော့လေသားသမီးဘေးတွေ့နေတာမြင်တော့များစွာပူဆွေးတော့ကရောက်ကုန်ကြတဲ့မိဘရဲ့မြစ်တာကိုတွေးခဲ့ရပါတယ်သူတို့ရဲ့ဖြူစင်တဲ့တမာတိကိုတိုင်တယ်ပြီးတော့တစ္ဆာဆိုပြီးတော့သားလေးပြန်ကားလောက်အောင်ဆူတောင်းပေးကြတယ်အခုခေတ်လို့ဆိုရင်အစင်းမြင့်ဆေးရုံကြီးတွေမှာလိုက်ကုသလိုပေါ့ဒုက္ခလနဲ့ပါဠိကာတို့ရဲ့တစ္ဆာတိုင်တယ်မှုကိုတာဝရိမတရားမင်းအောင်မနေနိုင်တော့ပဲလာရောက်ပြီးဘာဆုလို့ခြင်းလဲမေးမြန်းတော့သားရွှေအိုးထမ်းတာပဲမြင်ကျင်တယ်လို့ပြောကြလိုက်တယ်ထိုအခါသူနာသမလည်းအသက်ပြန်ရှင်းမိဘများပါမျက်စိပြန်မြင်ခဲ့ကြတယ်ဒီဇက်တော်မှာသားသမီးနဲ့မိဘရဲ့နှက်ဆိုင်တဲ့ချစ်ချင်းမေတ္တာကိုသိလိုက်ရပါတယ်နောက်တစ်ခုကသားသမီးအများစုကအဖေနဲ့အမေဆိုရင်အမေကိုပိုချစ်ကြတယ်အမေကိုသာပိုကြွမွေးပြုစုကျင်ကြတယ်အဖေတွေလည်းကြွမွေးဆောက်ရှောက်တင်တယ်အမေဆိုတာနိုးထုတ်မှုသင်္ကေတဆိုရင်အဖေဆိုတာခိုလုံရသင်္ကေတပါအဖေလက်ကျန်းကြီးကိုကင်ပြီးတော့အခါခါလက်ကြတိုင်းပြန်ထားဖို့ပြီးတော့ကဘာမြေကြီးပေါ်လမ်းဆက်လျှောက်ဖို့တယ်မို့လားအဖေရဲ့ကြောပြန်ကျွန်တော်တို့ရဲ့ပထမဆုံးကစားဝင်းဖြစ်ခဲ့ဘူးတယ်မို့လားအဖေရဲ့ပခုံးပေါ်တက်ပြီးတော့အမြင့်ဆုံးဆိုတဲ့ရှုခင်းတွေကိုတငယ်တမော်ကြီးကြည့်ခဲ့ဘူးတယ်မို့လားအဖေတွေကစကားသိမပြောပေမဲ့ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုတော့အကောင်းဆုံးအကောင့်ထဲဖော်ပေးခဲ့ကြတယ်မမေ့ပါနဲ့အရင်နဲ့ကြီးဆိုးလိုက်တာဆိုပေမဲ့လက်ချင်းချင်းနဲ့ပေးတဲ့မှုကိုတော့အတင်းယူပြီးတော့စားခဲ့ဘူးတယ်မဟုတ်လားဒါပေမဲ့မူးနဲ့အပြုံးကြီးတော့ကျွန်တော်တစ်ခါမှလည်းမကြည့်ခဲ့မိဘူးဒီတစ်ခါတော့လက်ချင်းချင်းနှလုံးသားချင်းချင်းပိုင်ရှင်ကြီးကိုကျွန်တော်တို့အခုတစ်ခါပြန်ပြီးတော့အချစ်များစွာပေးပြီးတော့နိုးနိုးထွေးထွေးနဲ့ပြန်ပြီးဆောက်ရှောက်ကြရအောင်လို့ပြောရင်းနဲ့ကျွန်တော် DVD လေးကိုနှီးကုန်းချွတ်လိုက်အောင်ဗျကျေးဇူးရှင်မိဘနှစ်ပါးကိုမိတ်ဆွေကကျိုးမွေးဆောက်ရှောက်ခွင့်ရနေပြီဆိုရင်မိတ်ဆွေကကန်တူးရှင်ဖြစ်နေပါပြီထာဝရဆောက်ရှောက်နိုင်ကြပါစေသူများတွေကိုပြောပြီးမင်းဟောမိဘများကိုကျိုးမွေးဆောက်ရှောက်လာမင်းကျွန်တော်လည်းကန်တူးရှင်နဲ့ပါပါတယ်ခုထိကျိုးမွေးဆောက်ရှောက်နေပါတယ်ဘာအကျိုးကျေးဇူးများလဲမေးရင်တခါမှအန်တယ်ကြီးကြီးမားမားမဖြစ်ဘူးအနေထိုင်စားတော့တခါမှမဆင်းရဲဘူးလို့မျှဝေပေးပြရစီကျွန်တော်ဗီဒီယိုဆုံးထိကြည့်ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ကျင်းနေတဲ့ရင်တော့ကျွန်တော် DVD လေးကို like and subscribe လေးပေးသွားပေးကြပါကျွန်တော်နီးတူမိဘများကိုလှုပ်ကြွေးခွင့်ရနေတဲ့ကန်တူးရှင်များပါခဲ့ရင်လည်း comment မှာအတူတူလို့ရေးထားပေးခဲ့ပါအားလုံးနေ့ရက်တိုင်းမှာပျော်ရွှင်ကြပါစေ